Facebook ပေါ်မှာနာမည်ကြီးလို့မရမကလိုက်ရှာဝယ်ပြီးဖတ်ကြည့်လိုက်တာမျက်စိတွေကိုတမ်းမြင်တာပဲတို့ရွာကတခိုးတွေပြောပါတယ် ဘာရှင်များဒီလောက်တော့သဘောကျနေတော့ကိုစင်မရဲ့ ဟာဒီမှာမင်းဖတ်ပြီးပြီလား ကြာပေါ့ဗျာဒီစာအုပ်ကမှမဖတ်ရရင်ခစ်မမီမှာစိုးလို့လေခစ်နဲ့အမိလိုက်တိုင်အောင်မနှဲရှာဖတ်ထားရတာဗျာ ဟုတ်ဒါနဲ့နေသားမောင်အဲ့ဓာတွေကိုဘာဖြစ်လို့ဟိုလူတွေကအုံးမလို့အုံဖို့ဖြစ်ပြီးကြော်ညာပေးနေရတာလဲဟမ် ကိုစင်မကလေဗျာပြည်သူတွေကအမေလို့ခေါ်ရင်အမေစုကိုယူရမှန်းအားလုံးကသိတယ်လို့တခိုးလို့ဆိုရင်လည်းဘသူ့ကိုခေါ်မှန်းအားလုံးကသဘောပေါက်ပြီးသားပဲလေဗျာအနာရှိတော့လေစကြတာဗောဗျာ ဟုတ်မယ် ကဲကျွန်တော်လည်းဆေးရောဆေးကမ်းမှာတွားကြိုလိုက်အောင်ပဲဗျာ ဟုတ်ပါဗျာသွားစာအုပ်နာမည်တော့လှတယ်ကွာတခိုးတဲ့လိုက်ပါပဲ